လိုလိုပျောက်ကင်းနိုင်တယ်လေလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာဥရုဖောက်ပြန်လို့ကျမကြီးချိုးတဲ့ဥဒုဇာယုတ်တွေအာရကြောင့်ဖြစ်တဲ့ကျမကြီးချိုးတဲ့နေတဲ့ယုတ်တွေခန္ဓာကိုယ်ထဲမှာတိုးပွားနေလို့ရှိရင်မကျမ်းမာဖြစ်တာပဲနာရဘိန္ဒတေကြီးကသောတပန်အဆင့်မြတ်တာဖြစ်တော့ကြောင့်လောဘဒေါသမကင်းသေးဘူးပေါ့အဲ့တော့စိတ်ကြောင့်လည်းပဲယောဂဝေဒနာတွေရကျင်ရနိုင်တာပေါ့သို့တော့ပုရုဇဉ်လောက်ဆိုးဆိုးဝါးဝါးတော့မရနိုင်ဘူးပေါ့အဲ့ဒီလိုတခုခုကြောင့်ခန္ဓာကိုယ်ထဲမှာယောဂဖြစ်လာလို့ယောဂဖြစ်စေတတ်တဲ့ယုတ်တရားတွေတိုးပွားနေလို့မကျမ်းမာဖြစ်လာပြီဆိုရင်စိတ်ကြည်လင်အေးချမ်းမှုရအောင်ဆောင်ရွက်ပေးလိုက်တဲ့အခါထိုကြည်လင်အေးချမ်းတဲ့စိတ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီစိတ်ကနေပြီးတော့စိတ်ဒဇယုတ်တွေကိုထုတ်လုပ်လို့တဲ့စိတ်ဒဇယုတ်တွေဟာကျမ်းမာတဲ့စိတ်ဒဇယုတ်တွေဖြစ်လာတယ်ခုနကမကျမ်းမာတဲ့ယုတ်တွေဟာအချိန်တန်တော့ပျက်စီးသွားပြီနောက်ထပ်ကျမ်းမာတဲ့ယုတ်အစဉ်တွေဟာသူ့တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာတယ်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ကျမ်းမာတဲ့ယုတ်တွေဟာခန္ဓာကိုယ်ထဲမှာတိုးပွားလာအဲ့ဒီတိုးပွားလာတာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာလို့ရှိရင်ကိုယ်ကျမ်းမာမှုကဖြစ်ပေါ်လာနိုင်တယ်ပေါ့ဒီလိုဆက်ဆက်ပြီးတော့လာဘုရားဘာသာတွေဘုဇင်သုံးနာလည်းရလို့ရှိရင်ကျမ်းမာတယ်လို့ဆိုတာနေမကောင်းရင်ဘုဇင်သုံးနာကြတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ရှင်မကတ္တဗကြီးနေမကောင်းခင်ကနေမကောင်းစဉ်မြတ်စွာဘုရားဘုဇင်သုံးကိုဟောတယ်ရှင်မောကလန်နေမကောင်းတော့ကလည်းမြတ်စွာဘုရားဘုဇင်သုံးဟောတယ်ကိုရောမြတ်နေမကောင်းတဲ့အခါလဲစုံနာမထေကိုဘုဇင်သုံးရွတ်ခိုင်းလို့ကျမ်းမာသွားတယ်။တာမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုဇင်သုံးနာယုံလေးနဲ့ကျမ်းမာသွားတယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ကြီးအရှင်မြတ်ကြီးတွေရဲ့စိတ်နှလုံးသားထဲကပီတိမျိုးကိုမိမိတို့တဏ္ဍာမှာဖြစ်အောင်လုပ်နိုင်မှသာဘုဇင်သုံးနိုင်ယောဂပျောက်တယ်ဆိုတာဖြစ်နိုင်မှာပေါ့ဒီဘုဇင်သုတ်တယ်မကဘူးရှင်ဂိရိမာနန္ဒဆိုရင်တင်ညာ10ပါးတရားဝိပဿနာကျင့်စဉ်ကိုဟောကြားတာ ਨੇ ကျမ်းမာရေးရသွားတာရှိတယ်အဲ့တော့အဓိကကတော့စိတ်ကိုပြင်ပေးတဲ့သဘောပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလည်းပဲဒါ psychotherapist psychotherapy ဆိုတဲ့နည်းစနစ်တွေနဲ့သူတို့နည်းနဲ့လောက်တာပေါ့သို့တော့ဗုဒ္ဓနည်းလောက်မထိရောက်ဘူးပေါ့စိတ်ကိုပြင်ပေးတဲ့နေရာမှာဗုဒ္ဓနည်းဟာထိရောက်စေတယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ရှင်အာနန္ဒာနဲ့နာရဝိန္ဒထေကြီးမကြမ်းမာဖြစ်နေတာသွားမေးတယ်ယောဂဝေဒနာဘယ်နဲ့နေလဲလို့ဆိုတော့မေးမြန်းတော့ယောဂဝေဒနာအခြေအနေဆိုးတဲ့အကြောင်းရှင်းလင်းပြောကြတဲ့အခါမှာတရားဟောပေးတယ်အဲ့တော့ဘုဇင်သုံးနာမကျမ်းမာတာမဟုတ်ဘူးခုရှင်သာရိပုတ္တရာမထေရမြတ်ကနာရဝိန္ဒထေကြီးကိုသောတပတ္တိယင်္ဂလို့ခေါ်တဲ့သောတပန်ပုဂ္ဂိုလ်တွေမှာရှိတဲ့အရည်ချင်း၄ရပ်ကိုမဂ္ဂင်7ပါးနဲ့10ပါးမှနောက်ထပ်တိုးထားပြီမဂ္ဂင်7ပါးနဲ့ဆက်ဆက်ပြီးတော့ဟောကြားထားလိုက်တဲ့ဟောကြားပြီးတော့ရှင်းပြလောကလူတွေဟာကိုယ်မှရှိတဲ့အရည်ချင်းကိုယ်မှရှိတဲ့ကိုရတဲ့တရားမှကိုယ်တိုင်ကခံစားသိရှိနိုင်တာကိုမရတာလာပြောရင်နာညိယုံပဲရှိမှာပဲအဲ့တော့အနာရဘိန္ဒထေကြီးကသောတပန်ဖြစ်တော့သောတပန်ရဲ့အရည်ချင်းတွေသူ့မှာရှိတယ်အဲ့သောတပန်အရည်ချင်းတွေကိုဟောပြောပေးတာပဲဟောပြောပေးခြင်းဖြင့်နာရဝိန္ဒထေကြီးကကျမ်းမာသွားဘူးတယ်ပေါ့
ကျမ်းမာသွားတော့မှချက်ချင်းနေကောင်းသွားတယ်လို့ဒီလိုဆိုတာအဲ့တော့ရှင်သာရိပုတ္တရာဟောပုံလေးကလူတိုင်းလဲကိုယ့်အာဘိစကားပြောလို့ရတာပဲကိုယ့်နှလုံးသွင်းလို့လည်းရတာပဲကိုယ်နဲ့ပတ်ဝန်းကျင်မှာလည်းပဲအခုလိုစိတ်ချမ်းသာအောင်ပြောပေးနိုင်တဲ့အရာတွေရှိတယ်ကိုယ့်ဘက်ကိုလည်းပဲတွေးတောပြီးတော့စိတ်ချမ်းသာမှုကိုရယူလို့ရတယ်ယောဂဝေဒနာပျောက်စေတတ်တဲ့အကြောင်းတစ်ခုအကြောင်းအဖြစ်ဖြင့်ရှင်သာရိပုတ္တရာကနာရဝိတ္တိကြီးကိုရှင်းလင်းဟောကြားတာတထေကြီးကိုနားဆိုင်နေတဲ့အချိန်လေးမှာသူပြောတာမြတ်စွာဘုရားအပေါ်မှာယုံကြည်မှုတရားတရားကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ယုံကြည်မှုတရားတရားကင်းမဲ့နေတဲ့တရားဓမ္မမနာဘူးသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တယောက်အတုတဝါပုထုဇနောအတုတဝါပုထုဇနာဆိုတာတရားဓမ္မနဲ့ဝေးနေတဲ့ပုထုဇဉ်ဘုရားဟောတဲ့တရားကိုလုံးဝမကြားဘူးမကြားဘူးယုံနေမကဘူးထိုတရားတိုင်ကြည်ကြံကြိုးကိုအထုံးမှုမရှိသဖြင့်လက်တွေ့သိရှိရရှိထားတဲ့တရားလည်းမရှိဘူးအဲ့ဒီလိုဘုရားတရားနဲ့ဝေးနေတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာဘုရားပေါ်မှာမကြည်ညိုခြင်းအကြည်ညိုမဲ့ခြင်းဆိုတဲ့အကုသိုလ်စိတ်တွေဖြစ်ပေါ်လာတတ်တယ်။ဘုရားလက်ထက်မှာလည်းဒီလူဟာတွေကအများကြီးရှိတာဘုရားပေါ်မှာကြည်ညိုမှုကင်းခြင်းဆိုတဲ့အကုသိုလ်စိတ်တွေဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်ညိုမဲ့တဲ့စိတ်အကုသိုလ်စိတ်ကြောင့်တည်တဲ့အခါမှာအပယ်လေးပုံကိုရောက်သွားနိုင်တယ်ပေါ့ပယ်လေးပုံကိုရောက်တယ်အဲ့ဒီလိုအကြည်ညိုမဲ့တဲ့စိတ်မျိုးဟာအနာရဝိတ္တထေကြီးမှာမရှိပါဘူးတဲ့နာရဝိတ္တထေကြီးမှာရှိတာကမြတ်စွာဘုရားကိုအသိဉာဏ်နဲ့သက်ဝင်ပြီးတော့ဂုဏ်တော်တွေကိုနှစ်ကာယုံကြည်ပြီးတော့ကြည်ညိုတဲ့တရားတရားသင်တကာကြီးမှာရှိနေတာဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဒီဖျားပေါ်မှာခိုင်မြဲတဲ့အသိဉာဏ်ရှိတဲ့ကြည်ညိုစိတ်ဟာဒီကြည်ညိုခြင်းဆိုတဲ့တရားတရားကိုမိမိတဏ္ဍာမှာဖျားကိုအာယုံပြုပြီးတော့ကြည်ညိုတဲ့တရားတရားတွေကိုယ်စိတ်ထဲမှာတိုးပွားအောင်လုပ်လိုက်ရင်ယောဂဝေဒနာချက်ချင်းပျောက်သွားမှာပါလို့ဒါအာဘိစကားတစ်ခုအနေနဲ့ပြောလိုက်တယ်ဒါကိုနီးယူပြီးတော့ဘုန်းကြီးတို့တွေအားလေနေမကောင်းတိုင်မသာရှိလာလို့ရှင်အေးငါမှာဖះပေါ်မှာကြည်ညိုတဲ့စိတ်တွေရှိတယ်ဖះကိုအာယုံပြုတ်ပြီးတော့ငါစိတ်ထဲကကြည်နူးတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတစ်ခုစီတစ်ခုစီဆင်ញင်စဉ်းစားလို့အရဟံဖြစ်စေသမ္မာသမ္ဗုဒ္ဓောဖြစ်စေဝိဇ္ဇာစရဏသမ္ပန္နောဖြစ်စေအရဟံဆိုလို့ရှိရင်စဉ်းစားတိုက်တာငါမှာတော့လောဘတွေဒေါသတွေမောဟတွေရှိမြတ်စွာဘုရားမှာတော့အဲ့ဒီလောဘဒေါသမောဟဆိုတာတွေအကုန်လုံးကင်းနေတာပါလားတို့မှရှိနေတဲ့ကိလေသာတွေမြတ်စွာဘုရားမှာအကုန်ကင်းနေတာဒါကြောင့်မို့တကယ်ကိုအရဟံပဲလို့ဘုရားဂုဏ်တော်တွေကိုတွေးတောပြီးတော့စိတ်ထဲမှာကြည်နူးလာအောင်ပိဋိသောမနတာတွေဖြစ်ပွားလာအောင်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ယောဂဝေဒနာပျောက်ကင်းသွားနိုင်တယ်ဒါကြောင့်မို့မကြမ်းမမာဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာတဲနေမကောင်းညင်မှုဆိုလို့ရှိရင်ဘုရားကုံကိုအာယုံပြုခြင်းဖြင့်မိမိကိုယ်ကြမ်းမာမှုကိုရအောင်ယူလို့ရတယ်ပေါ့အနာရဝိတ္တထေကြီးကိုရှင်သာရိပုတ္တရာမထေရမြတ်ကဒီနည်းကိုပေးနေတာကျောင်းတကာတထေကြီးတဲ့မြတ်စွာဘုရားအပေါ်မှာအသိပညာနဲ့နှစ်ကာယုံကြည်တဲ့တရားတရားအသက်မှာခိုင်ခိုင်မာမာရှိပါတယ်အဲ့ဒီတရားတရားရှိနေသည့်အတွက်ကြောင့်ဘုရားကိုအာယုံပြုလိုက်တာနဲ့ယောဂဝေဒနာတွေဟာပျောက်ကင်းသွားနိုင်ပါတယ်လို့ဒီလိုအားပေးတာအဲ့ဒီအားပေးနေတဲ့အချိန်မှာပဲအနာရဝိတ္တထေကြီးကလည်း
ဘုရားကိုကြည်ညိုပြီးသားဖြစ်နေတဲ့ပုဂ္ဂိုလ်အားလျော်စွာသူကဘုရားခုံတွေကိုအာရုံပြုပြီးတော့စိတ်ထဲမှာကြည်နူးမှုတွေရလာအဲ့လိုကြည်နူးလိုက်တဲ့အချိန်မှာပဲခန္ဓာကိုယ်ထဲမှာနာကျင်ကြိုက်ခဲနေတဲ့ယောဂဝေဒနာတွေဟာမေ့ပြောက်ပြီးတော့သွားရှင်သာရိပုတ္တရာကဆက်ပြီးတော့ဟောတယ်မြတ်စွာဘုရားဟောကြားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်လို့ဆိုတဲ့ဓမ္မဟောကြားထားတဲ့ဒေသနာလို့ခေါ်တဲ့ပရိယတ္တိဓမ္မတွေနဲ့ပတ်သက်ပြီးတော့မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေအထင်မြင်လွဲနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာမကြည်ညိုမှုထင်မြင်လွဲမှုကိုအကြောင်းပြုပြီးတော့အပင်ငယ်ရဲ့ကျသွားနိုင်တယ်။ကျောင်းတက္ကသထေကြီးမှာတော့အခုလိုမကြည်ညိုမှုဆိုတာမရှိဘူးတရားနဲ့ပတ်သက်လာလို့ရှိရင်တရားဂုဏ်တော်တွေကိုနှစ်ကာသိပြီးတော့ကိုယ်တွေ့လဲတရားကိုမျက်မှောက်ပြုထားတာဖြစ်သောကြောင့်ကိုယ်တိုင်သိရှိထားတဲ့တရားဓမ္မတွေကိုအာရုံပြုလိုက်မယ်ဆိုလို့ရှိရင်ယောဂဝေဒနာတွေဟာချက်ချင်းပျောက်ကင်းသွားနိုင်ပါတယ်လို့အဲ့ဒါလို့အကြံပြုတရားဟောကြားတဲ့အခါမှာတရားရဲ့ခုံတွေကိုအာရုံပြုတာယောဂတွေတက်တာသွားတယ်ထို့တူပဲလောကမှာတကယ်အရိယသံဃာတွေပေါ်မှာအကြည်ညိုမဲ့ခြင်းလို့ဆိုတဲ့အကုသိုလ်စိတ်တွေနဲ့တည်သွားမယ်ဆိုလို့ရှိရင်အပင်ငယ်ရောက်နိုင်တယ်တင်တထေးကြီးမှာတော့အရိယသံဃာတွေပေါ်မှာနှစ်ကယုံကြည်တယ်အသိဉာဏ်သက်ဝင်ပြီးတော့ယုံကြည်တယ်ဆိုတဲ့တရားစွမ်းအားဉာဏ်စွမ်းအားတွေရှိနေတယ်အဲ့ဒီတရားစွမ်းအားဉာဏ်စွမ်းအားတွေကိုအာရုံပြုခြင်းဖြင့်ယောဂဝေဒနာပျောက်ကင်းလာနိုင်တယ်လို့ဒီလိုပြောတော့တန်ခါကုံကိုအာရုံပြု